မင်းသားလေးအခန်း26ရေတွင်းရဲ့ဘေးမှာကြောက်စရခင်မညီမညာနဲ့စီးပြီးစောက်ထားတဲ့ရှေးကြတဲ့ပုံစံနဲ့နေရာဟောင်းတစ်ခုလည်းရှိတယ်။နောက်တနေ့ညဆက်ပြင်းတဲ့နေရာကနေပြီးမင်းသားလေးရှိတဲ့နေရာလာတော့သူ့ကိုအဝေးကနေပဲလမ်းမြင်နေရတယ်။သူကနေရံပေါ်ခြေထောက်လွှဲရင်းထိုင်နေတယ်။ပြီးတော့သူပြောနေတာကိုလည်းအဝေးကနေပဲကြားရတယ်။ခင်ဗျားမမတ်မိဘူးလား။ဒီနေရာမှာမှမဟုတ်တာအဲ့ဒီမှာခြားတယောက်ရှိနေတာသိချတယ်ဘာလို့လဲဆိုတော့မင်းသားလေးကသိချတာပေါ့သိချတာပေါ့ဒီနေရာအတိအကျမဟုတ်ပေမဲ့ဒီနေ့ဆိုတာသိချတယ်ဆိုပြီးထိုင်ငင်းနေတာကျွန်တော်ကြားရတယ်ဒါနဲ့ကျွန်တော်သူရှိတဲ့နေရာနီးတစ်ထက်နီးလာပေမဲ့တခြားလူဘယ်သူကိုမှမတွေ့ရဘူးမင်းသားလေးတယောက်ပဲအေးပေါ့လေကျွန်တော်ချီရရီဘယ်ဟာစတယ်ဆိုတော့တဲထဲမှာခမားရှာလို့ရမှာပေါ့ခမားလုပ်ရမှာကျွန်တော်စောင်းဖို့ပဲဒီညကျွန်တော်လာခဲ့မယ်ဆိုပြီးပြောနေတာကြားရတယ်ကျွန်တော်ဟာနေရန်ရှိတဲ့နေရာကနေမီတာ20အကွာမှာရှိနေပြီမဲ့ဘာကိုမှသိချမမြင်ရသေးဘူးမင်းသားလေးကခဏတိတ်သွားပြီးတော့စကားဆက်ပြောနေတယ်ခမားရဲ့စိတ်ကပြင်းလာလားခမားကျွန်တော်ကိုအချိန်ကြာကြီးခံစားရအောင်မလုပ်ဘူးဆိုတာသိချသလားဒီအတန်ကြားတော့ကျွန်တော်ခြေလမ်းတွေခဏတော့တန့်သွားတယ်ဆိုးလဲစိုးရိမ်သွားတယ်ဒါပေမဲ့ခုထက်ထိကျွန်တော်ဘာဆိုတာကိုကွဲကွဲပြားပြားမသိသေးဘူးကဲသွားတော့ကျွန်တော်ခြေထောက်ချချင်ပြီဆိုပြီးသူကဆက်ပြောတယ်အဲ့ဒီတော့မှနေရန်အောက်ခြေကိုကြည့်လိုက်တော့လာကျွန်တော်ကြက်သေးသွားတယ်အဲ့ဒီမှာလေလူတယောက်ကိုစက္ကန့်30အတွင်းအသေးတက်နိုင်တဲ့မွေးအဝါရောင်တကောင်ကမင်းသားလေးဘက်ကိုမျက်နှာမူးပြီးပပြင်းထောင်နေတယ်အိတ်ထောင်တွေကဘစ်တိုကိုဟိုဆန်းဒီဆန်းလုပ်ပြီးတော့အရှိကိုခြေလန်းဒုံဆိုင်ပြန်တော့ကျွန်တော်ရဲ့တန်ကြောင်မွေဟာလှစ်ခနဲပဲရှော့ထွက်သွားတယ်။တဲတဲစိတ်ဝင်သွားတဲ့စမ်းချောင်းရည်လိုပဲပေါ့။ပြီးတော့ကြောက်ခဲတွေကြားအသေးရစရာကောင်းတကြည့်ကြည့်အတန်ပေးပြီးတော့အေးလူဝင်သွားတယ်။ကျွန်တော်နေရန်စီရောက်တော့မင်းသားလေးကနှင်းခဲတွေလိုဖြူဆုပ်နေပြီ။အချိန်မီလေးပဲပေါ့။မင်းကိုမင်းဘာထင်နေရလဲခုတော့မွေနဲ့လည်းစကားပြောပြီပေါ့ဟုတ်လားဆိုပြီးကျွန်တော်ဟာဂယုဏဒေါသနဲ့အော်မိတယ်ကျွန်တော်သူအမြဲပတ်နေကြဖြစ်တဲ့ရွှေဝါရောင်လက်စည်းကိုလည်းဆွဲဖယ်ပေးလိုက်တယ်ပြီးတော့သူ့နေတဲ့စားကိုရင်းနှဲဆွတ်ပေးပြီးတော့သူ့ကိုရေတိုက်တယ်သူ့ကိုကျွန်တော်ဘာမှဆက်မမီးရတော့ဘူးသူဟာကျွန်တော်ကိုလေးနက်စိုက်ချပြီးတော့ကျွန်တော်ကိုဖက်လိုက်တယ်တနတ်မှန်ထားတဲ့တေခန်ကြီးညက်တကောင်ရဲ့နှလုံးတဆတ်ဆက်ခုန်နေသလိုမျိုးသူ့နှလုံးခုန်နေတာကိုကျွန်တော်ကြားနေရတယ်။သူကကျွန်တော်ကိုပြောတာခမည်းဆက်ပြင်ဖို့အတွက်ဘာလို့အပ်တယ်ဆိုတာတွေ့သွားတာကိုကျွန်တော်ဝမ်းသာပေးတယ်ဗျာ။ခမည်းအိမ်ပြန်လို့ရတော့မှာပေါ့တဲ့။မင်းကဘယ်လိုလုပ်သိတာလဲ။ဘာလို့လဲဆိုတော့အဲ့ဒါကကျွန်တော်သူ့ကိုပြောပြဖို့ပြင်ထားတာပဲ။ခက်ခဲတွေအများကြီးရှိခဲ့ပေမဲ့နောက်ဆုံးတော့ကျွန်တော်လေရင်ပြန်လေးကိုကျွန်တော်ပြင်သွားပြီးရသူကကျွန်တော်မိကိုမဖြေဘူး။ဒါပေမဲ့ဆက်ပြောတာကကျွန်တော်လည်းဒီနေ့အိမ်ကိုပြန်တော့မယ်ပြီးတော့ချီကွဲနဲ့ပိုးပြီးဝေးတဲ့နေရာပိုးပြီးခက်ခဲကြမ်းတမ်းတဲ့နေရာကိုပေါ့လို့ဆက်ပြောတယ်မကြုံစဘူးတခုခုဖြစ်တော့မယ်ဆိုတာကိုကျွန်တော်သိနေတယ်ကျွန်တော်သူ့ကိုကလေးလေးတယောက်ကိုထွေးပွေထားတယ်လို့မျိုးဖက်ထားလိုက်တယ်ဒါပေမဲ့သူ့ပုံစံကအတူတရာနဲ့တဲ့ကြောက်ကြီးတဲ့ဒေါင်းလိုက်ဆင်းနေတယ်မျိုးပဲကျွန်တော်သူ့ကိုကြမသွားအောင်ဘာလို့ပေးရမှမသိခဲ့ဘူးလူကလေးရဲ့ပုံစံဟာတကယ်ကိုတည်ငြိမ်ခဲ့တယ်။သူ့ရဲ့အကြည့်ကတော့ဗလာနဲ့ခမားပေးထားတဲ့တိုးကလေးလည်းကျွန်တော်မှရှိပြီ။တိုးလောင်အိမ်လေးလည်းရပြီ။ပြီးတော့တိုးလေးအတွက်နှုတ်သီးဆွရောပေါ့။ပြီးတော့သူဟာဝမ်းနေတဲ့အပြုံနဲ့တော်ကြာတဲ့အချိန်ရောက်တော့သူ့ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့နှွေးလာတယ်။လူကလေးမင်းတော်ကြောက်သွားလား။သူကြောက်တာသိချတာပေါ့။ဒါပေမဲ့သူဟာတိုးလေးရှိလိုက်ပြီးဒီညကြောင့်မှကျွန်တော်ပို့ပြီးကြောက်နေလိမ့်မယ်ဆိုပြီးပြောတယ်။နောက်တစ်ချိန်ပြန်ကျွန်တော်ဟာတခုခုကိုကြိုသိနေတယ်မျိုးနဲ့ရှောင်လွဲလို့မရတဲ့အရာကြီးဖြစ်လာတော့မယ်ဆိုတာကိုခံစားရတယ်။ပြီးတော့လူကလေးရဲ့ရည်တမ်းကိုဘယ်တော့မှပြန်မကြားရရင်ကျွန်တော်ခံနိုင်ရှိမှာမဟုတ်ဘူးဆိုတာလည်းသိလာတယ်။သူ့ရဲ့ရည်တမ်းဟာကျွန်တော်အတွက်တော့ကနားရဲကဆိုင်းရည်တွင်စီးကြနေတဲ့အတန်လိုပါပဲ။လူကလေးရေမင်းရဲ့ရည်တမ်းကိုငါပြန်ကြားခွင့်ရချင်သေးတယ်။ဒါပေမဲ့သူကျွန်တော်ကိုပြောတာကဒ
ဒီညကကျွန်တော်ကဘာမြေပေါ်ရောက်တာတစ်နှစ်ပြည့်တဲ့နေ့ပဲပြီးတော့ကျွန်တော်ရဲ့ဂျိုကကျွန်တော်မနစ်ကဆင်းသက်ခဲ့တဲ့နေရာပေါ်မှာပဲရှိနေလိမ့်မယ်ဆိုပြီးတော့ပေါ့လူကလေးမင်းခုပြောနေတဲ့ဂျိုအကြောင်းနဲ့မင်းခဏစကားပြောနေတဲ့မွေးတွေအကြောင်းဟာအိမ်မက်စုံမဲ့နေတာလို့ပြောစမ်းပါကွာသူကတော့ဘာမှပြန်မဖြစ်ဘူးသူပြောတာကအရေးကြီးတဲ့အရာတွေဟာမျက်စိနဲ့မမြင်နိုင်ဘူးဆိုတာပဲမင်းပြောတာဟုတ်ပါတယ်ပန်းပွင့်တွေလိုပဲပေါ့ကျဲသားရအကျိုးပေါ်ရှိတဲ့ပန်းပွင့်လေးကိုချစ်မိရင်ညအခါမှာကောင်းကင်ရံကိုမှုတ်ကြည့်ချင်တဲ့လိုမျိုးပဲပေါ့ကျယ်ရီအားလုံးပေါ်မှာပန်းပွင့်လေးတွေရှိကြတယ်အင်းဒါလည်းမှန်တယ်ရေနဲ့လည်းတူတယ်ခင်ဗျားကျွန်တော်တောက်ဖို့ပေးတဲ့ရေကဂီတတန်လိုပဲရေတွင်းဆက်သီးနဲ့ကြိုးကြောင်ပေါ့ခင်ဗျားမမိရဲ့လားတော်တော်လေးချိုတဲ့ရေပေါ့ဗျာမမိပါတယ်ခင်ဗျားညရီဆိုကျယ်ရီကိုမော့ကြည့်မယ်မလားကျွန်တော်ရဲ့ဂျိုကလက်ညှိုးညွန်ပြလို့မရအောင်သေးလွန်းလာတယ်ဒီလိုမှထားရင်ကောင်းမယ်ကျွန်တော်နေတဲ့ဂျိုတစ်ဖြစ်လေကျယ်ကကောင်းကင်မှာလင်းနေတဲ့ကျယ်ရီထဲကတစ်ခုပဲပေါ့အဲ့လိုဆိုခမ ्या ကျယ်ရီအားလုံးကိုစောင့်ကြည့်ရတာသဘောကျလာလိမ့်မယ်သူတို့လည်းခမ ्या ရဲ့မိတ်ဆွေဖြစ်လာလိမ့်မယ်ဒါအပြင်ကျွန်တော်ခမ ्या ကိုလက်ဆောင်ပေးစရာရှိသေးတယ်သူထက်ရည်ပြန်တယ်လူကလေးရေမိရီတန်ကိုကြားရတာနဲ့ဝင်ပြန်ရှိလိုက်တာကျွန်တော်လက်ဆောင်ကအဲ့လိုမျိုးပဲကျွန်တော်တို့နှစ်ယောက်အတူတောက်ခဲ့ကြတဲ့ရေလိုမျိုးပေါ့မင်းဘာကိုပြောချင်တာလဲလူတွေမှာကျယ်ရီရှိကြတယ်ဒါပေမဲ့သူတို့အားလုံးကပုံစံတော့သူတော့မဟုတ်ဘူးခရီးသွားတဲ့သူတွေအတွက်တော့ကျယ်ရီယာလမ်းပြပေးတဲ့အရာတွေပေါ့တခြားသူတွေအတွက်တော့ကျယ်ရီယာအလင်းမိတ်တုပ်ပေးတဲ့အရာကလွဲလို့ဘာမှမဟုတ်ဘူးသိပ္ပံပညာရှင်တွေအတွက်တော့ကျယ်ရီကအဖြေရှာရမယ့်ပု္ပ္ပစာတွေပေါ့စီးပွားရေးသမားတွေအတွက်တော့ကျယ်ရီကရွှေပေါ့အဲ့ဒီကျယ်ရီအားလုံးဟာသိစိတ်ငြိမ်သက်ကြတယ်ဒါပေမဲ့အဲ့ဒါနဲ့တခြားစီဖြစ်တဲ့ကျယ်ရီလည်းရှိတယ်ဘာကိုပြောချင်တာလဲညအခါကောင်းကင်ရံကိုငေးချင်းရင်းနေတဲ့ကျယ်ကိုခမ ्या တွေးလိုက်မယ်ဘာလို့လဲဆိုတော့ကျယ်တစ်ခုပေါ်မှာကျွန်တော်ကနေပြီးအဲ့ဒီကျယ်ပေါ်မှာပဲရင်းနေတဲ့အခါကျယ်ရီအားလုံးစီကနေရည်တန်ထွက်တယ်လို့မျိုးကြားရလိမ့်မယ်ရင်းနေတဲ့ကျယ်တွေကိုခမ ्या ပိုင်မှာပေါ့ပြီးတော့သူဟာထက်ရည်ပြန်တယ်တစ်ချိန်ကြာလို့ခမ ्या ကိုဖြည့်သိမ့်နိုင်တဲ့အချိန်ရောက်ရင်လူတွေအားလုံးလုံနိုင်ကြပါတယ်ကျွန်တော်နဲ့တီကျွမ်းခဲ့ရတဲ့အတွက်ခမ ्या ဝမ်းသာမှာပါခမ ्या ကကျွန်တော်အတွက်အမြဲတမ်းတငယ်ချင်းပါပဲကျွန်တော်နဲ့အတူတူရည်ချင်လိမ့်မယ်တခါတလေတော့စိတ်ပြေလက်ပြောင်ခမ ्या ကပရင်ပေါက်ကိုဖွင့်ကောင်းကင်ကိုမော့ကြည့်ပြီးရည်နေတာကိုတွေ့ရင်ခမ ्या တငယ်ချင်းတွေကတော့တော်တော်အံ့ဩနေတော့မှာပဲဒီတော့ခမ ्या ကသူတို့ကိုဂျယ်ရီကငါ့ကိုအမြဲတမ်းရည်အောင်လုပ်နိုင်တယ်ဆိုပြီးပြောလိမ့်မယ်ဒီတော့ခမ ्या တငယ်ချင်းတွေကခမ ्या ကိုယူနေတာလို့ထင်လိမ့်မယ်တွေ့ပြီမလားခင်ဗျာကျွန်တော်ရဲ့လက်ကွက်တဲ့တက်တဲ့ကိုတိုးဝင်တော့မယ်ဆိုတာပြီးတော့တခါထက်ရည်ပြန်တယ်ကျယ်ရီအစားရည်တန်ထွက်တဲ့ခေါင်းလောင်းလေးတွေအများကြီးပေးထားသလိုမျိုးဖြစ်နေလိမ့်မယ်နောက်ထက်ရည်ပြန်တယ်ပြီးတော့လေးလေးနက်နက်နဲ့သိတဲ့အတိုင်းပဲဒီညမလာခဲ့ပါနဲ့ငါမင်းကိုမချန်ထားသင့်ဘူးကျွန်တော်နာကျင်ခံစားရတယ်လို့မျိုးဖြစ်နေလိမ့်မယ်တေခန်ဒီအသက်ငင်နေတယ်လို့မျိုးလည်းဖြစ်နေလိမ့်မယ်အဲ့ဒါကကျွန်တော်သွားရမယ့်ပုံစံပဲမို့ကျွန်တော်ကိုလာမကြည့်ပါနဲ့မတန်ပါဘူးငါမင်းကိုမပြစ်ပြယ်ထားသင့်ဘူးလေသူ့ပုံစံကစိုးရိမ်နေပုံပေါက်နေတယ်ကျွန်တော်ခုလိုပြောနေတာကမူကိစ္စကြောင့်မို့လို့လည်းဟုတ်တယ်ခမ ्या ကိုမွေးမပေါက်စေရအောင်သူတို့ဟာနတ်ဆိုးတွေပဲသူတို့အပြိုရန်လဲသူတစ်ပါးကိုကြိုက်ကြတယ်မင်းကငါမပြစ်ပြယ်ထားသင့်ဘူးလေပြီးမှသူကျွန်တော်ကိုနှစ်သိမ့်တဲ့အတန်နဲ့တော်ရင်းတာကသူတို့မှဒုတိယအချိန်ကြိုက်ဖို့အစိတ်တွေကမကြမ်းတော့ဘူးလေဆိုပြီးဆက်ပြောတယ်အဲ့ဒီညကသူဟာအတန်မပေးဘာမပေးနဲ့ပျောက်ကွယ်သွားတယ်သူထွက်သွားတာကိုလည်းကျွန်တော်မမြင်ခဲ့ဘူးကျွန်တော်ပြေးလိုက်ကြည့်တော့သူဟာခြေလမ်းကျဲကြီးတွေနဲ့သဆိုင်မမတ်ရှောင်နေတယ်ရုတ်တရက်ကျွန်တော်ကိုတွေ့တော့အိုးခမ ्या ဒီရောက်လာပါလားဆိုပြီးပြောတယ်ကျွန်တော်လက်ကိုလမ်းဆွဲတယ်ဒါပေမဲ့ခမ ्या ဒီကိုမလာခဲ့သင့်ဘူးခမ ्या ဝမ်းနေလိမ့်မယ်ကျွန်တော်ဟာအသေးကောင်တစ်ယောက်နဲ့တူလိမ့်မယ်တကယ်တော့မသိပါဘူးဆိုတဲ့စကားကိုလည်းတွတ်ရွတ်တယ်ကျွန်တော်ကတော့ဘာမှပြန်မပြောခဲ့ဘူးဒီခင်းကဝေးလွန်းလာတယ်ကျွန်တော်ခန္ဓာကိုယ်ကလည်းလေးလွန်းလာတယ်ကျွန်တော်ခန္ဓာကိုယ်ဆက်သက်သွားဖို့မနိုင်တော့ဘူး
ကျွန်တော်ဘာမှပြန်မဖြေခဲ့ဘူးဒါပေမဲ့လည်းဒါဟာအရေးပြားအခွင့်လဲကြသလိုပဲပေါ့အခွန်ဟောင်းကဝမ်းမနေပါဘူးကျွန်တော်ဘာမှပြန်မပြောဘူးသူဟာတဖြည်းဖြည်းနဲ့အားညင်လာတဲ့ပုံပဲဒါပေမဲ့လည်းနောက်တစ်ခါထပ်ပြောပြန်တယ်အားလုံးအဆင်ပြေသွားမှာပါကျွန်တော်လည်းဂျယ်ရီကိုစောင့်ကြည့်နေမှာပဲဂျယ်ရီအားလုံးကတန်ကြီးတက်နေတဲ့အဆက်တီးနဲ့ရေရင်းနေလိုပဲဖြစ်နေမယ်ဂျယ်ရီအားလုံးကကျွန်တော်တောက်ဖို့ရေကိုတွန်းလောင်းပေးနေမယ်ဒီတစ်ခါလဲကျွန်တော်စိတ်ပဲနေတယ်အရာရာကအတိုင်းထက်အလွန်ဖြစ်နေလိမ့်မယ်ခမည်းကခေါင်းလုံးပေါင်းတန်း900ကျော်ကိုပိုင်ပြီးတော့ကျွန်တော်ကယူရင်းပေါင်းတန်း900ကျော်ကိုပိုင်လိမ့်မယ်နောက်ဆုံးတော့သူလည်းတိတ်သွားပြီဘာလို့လဲဆိုတော့သူကငိုနေရှာတာကိုကျွန်တော်တို့ဒီနေရာကိုရောက်လာပြီကျွန်တော်တယောက်တည်းခဏရှောက်ပြရစီအောင်လို့ပြောပြီးသူကထိုင်ချလိုက်တယ်သူဟာကြောက်နေတယ်ပြီးတော့သူဆက်ပြောတာကခမည်းသိတဲ့အတိုင်းပဲကျွန်တော်ပန်းပွင့်လေးအတွက်ကျွန်တော်တာဝန်ရှိတယ်ပြီးတော့သူကအရန်ကိုနှုတ်နေလို့နဲ့အပြစ်လဲကင်းလွန်လာတယ်သူမစီမှာပြင်ပရန်ကနေကာကွယ်ဖို့စူးလေးလေးချောင်းပဲရှိတယ်ကျွန်တော်လဲထိုင်ချလိုက်တယ်ကျွန်တော်ခြေထောက်တွေကဘလို့မှဆက်မတောင့်ခံနိုင်တော့ပဲညှို့ချလာတယ်သူကအဲ့ဒီနေရာပဲဒါပါပဲလို့ပြောတယ်သူဟာနည်းနည်းတော့တုံဆိုင်နေပြီးတော့မှတ်သက်ပြန်ရက်တယ်ရှေ့ကိုလည်းခြေတလန်းသိုးတယ်ကျွန်တော်ကတော့စောင့်ကြောက်ထိုင်နေတော့မယ်သူ့ရဲ့ခြေချင်းဝတ်နာမှာအဝါရောင်အလင်းကလေးလက်ခနဲဖြစ်သွားတယ်သူကတော့မလုံးမရှင်နဲ့ရက်နေတယ်သူကငိုလဲမငိုခဲ့ဘူးပြီးတော့သူဟာညင်ညင်စသားလေးလဲကျသွားတယ်ဘုတ်ခနဲမြည်တမ်းတော့မကြားလိုက်ရပါဘူးတဲပင်ပေါ်လဲကျသွားတာဆိုတော့